အလုတ်ကနေခက်တာရနာခံလိုက်ရတဲ့စွန်စီဝေဟာတော်တော်လေးဒေါသထွက်နေပြီနေငါ့ကိုတိုက်ခိုက်ဖို့အရင်ကြီးအားဆိုင်နေတာပဲနေအဲ့ဒီလိုအတင်းအဓမ္မကျူးစားနေတာမြင်ရတာတော်တော်ကြည်ရဆိုတဲ့လူစုကလူကုန်ထန်ထဲရောက်သွားတဲ့ရှူရန်ကိုလှောင်ပြောင်းလိုက်ပါတယ်နေလူကုန်ထန်ထဲရောက်သွားကနဲ့နင်ကိုနေအထင်မကြီးနဲ့ဦးနေငါဖက်နဲ့ကိုတဲ့ပေးဖို့တောင်မတန်ပါဘူးနင်ရဲ့အစ်စ်မရှိတဲ့လှဲ့ခွက်တွေကအခြားသူတွေကိုလှည့်စားနိုင်ရင်လှည့်စားနိုင်လိမ့်မယ်ငါကိုတော့လာလိမ့်လို့မရဘူးနင်ကလူလိမ်မားပဲလို့ထပ်မံပြောဆိုနေချိန်မှာရှန့်ဟောင်မင်းကဓာတ်လေကားတွေကထွက်လာတာကိုရှူရန်ကမြင်သွားပါတယ်အဲ့ဒါနဲ့သူကစွန်စီဝေကိုအပြက်ရှင်းဖို့နီလန်းတစ်ခုစဉ်းစားမိသွားပြီးလက်ရန်ကိုကင်ကစွန်စီဝေနာကတ်သွားပြီးသူ့နာမှာတူတူလေးပြောလိုက်တာကငါကလူလိမ်ဖြစ်နေရင်တောင်နင့်ကိုငါစီမှာထမင်းတောင်းစားရတဲ့ခွဲတကောင်ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိလေလို့ရှုရန်ကရည်ရွယ်ချက်ရှိရန်ဆက်လိုက်တဲ့ကြောင့်စွန်စီဝေးလည်းဒေါသတကြီးနဲ့ပါတစ်ချက်ရိုက်ခလိုက်ပါတယ်အဲ့ဒါကိုရှန်ဟောက်မင်းမြင်သွားပြီးချက်ချင်းပဲဝင်တားလိုက်တဲ့အခါရှုရန်ကတနာစရာကောင်းအောင်တရုပ်ဆောင်ပြလိုက်တဲ့ကြောင့်ရှန်ဟောက်မင်းကသူ့ကိုပို့ပြီးကာကွယ်ပေးချင်သွားပါတယ်စွန်စီဝေကနင်ဘာရီတရုပ်ဆောင်နေရလဲလို့မေးတဲ့အခါရှန်ဟောက်မင်းကခက်တီတီမျက်လုံးတွေနဲ့မင်းကစွန်စီဝေလားလို့ပြန်ပြီးလိုက်ပါတယ်ဟုတ်ပါတယ်လို့အပြေးဟတာနဲ့ရှန်ဟောက်မင်းကချက်ချင်းဖုံးထုတ်ပြီးဥပဒေရေးရာဌာနကိုအကြောင်းကြားကအခုလုပ်နေတဲ့အလုပ်တွေအကုန်ချထားပြီးသုံးထပ်ကိုချက်ချင်းလာခဲ့ပါဒီမှာဝန်ထမ်းတယောက်အလုပ်ခွင်အတွက်အနိုင်ကျင့်ခံနေတယ်အခုချက်ချင်းပဲသူ့ကိုအရေးယူဖို့အစီအစဉ်ဆွဲပါသူ့နာမည်ကစွန်စီဝေခေါ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ရှူရန်ဟာတပါးသောရဲ့အရှင်အာဝါကိုတုံးပြီးစွန်စီဝေကိုကုမ္ပဏီကနေအပြတ်နှင်ထုတ်နိုင်ခဲ့တယ်လို့သူဖြစ်ချင်တဲ့အစီအစဉ်တင်ဆက်သူအိမ်မက်ကိုလည်းအကောင့်ထဲဖော်နိုင်ခဲ့ပါတယ်တည်င်းတင်ဆက်သူကတထေးကတော့ဖြစ်သွားပေမဲ့ညစာစားပွဲကိုတည်င်းတောက်ဝတ်စုံနဲ့တမင်တကာတက်ခဲ့ပါတယ်တခြားအလှပြင်လာတဲ့အမျိုးသမီးတွေကြားမှာသူကပဲထင်းခနဲ့ထူပြီးအားလုံးရဲ့အာယုံကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဒီနေ့အပြင်မှာအရန်နောက်ကျသွားလို့အင်ကြီးလေးဖို့တောင်အချိန်မရလိုက်ဘူးရိုင်းပြက်တယ်လို့ဖြစ်သွားရင်ခွင့်လွှတ်ပါနော်တောင်းပန်ပါတယ်လို့ဆိုကနှိမ်ချပြီးပြောဆိုလိုက်ပါတယ်အနီတောင်ကဝက်နဲ့အမျိုးသမီးကတော့ကြံရွင်ဆိုသူဖြစ်ပါတယ်သူကရှူရန်ဒီညစီးယုံရမယ်ဖောက်တင်ဖြစ်ပါတယ်ဒီပွဲမတိုင်ခင်ကလေးကရှူရန်ကဒီမောင်နှမနှစ်ယောက်အကြောင်းကိုကြိုတင်လေးလာထားပြီးသားဖြစ်လို့သူတို့ကဆက်ဆံရခက်တဲ့သူတွေအဖြစ်နမဲကြီးနေတာကိုသိနေခဲ့ပါတယ်ကြံရွင်ကတည်ငင်ပြီးအလုံးလို့ရင်ပြက်တောင်းလွတ်လို့ယင်းနီမောက်နံလောကမှာနစိန်နဲလို့တောင်အမိသွင်းနေပါတယ်ကနန်းတင်ရှာလီမှာလည်းအရန်ပါနေပြီးအရင်ကတရင်တောက်လွတ်ခဲ့တဲ့အတွက်အဲ့ဒီအလုပ်အပေါ်မှာတန်ရိုးစင်ထူးထူးခြားခြားရှိတာကိုလည်းရှူရန်ကသိထားတဲ့အတွက်သူ့ရဲ့စိတ်ကိုဖမ်းစာနိုင်ဖို့အခုလိုတရင်တောက်ဝတ်စုံနဲ့လာတွေ့တာပါကြံရွင်ကခဏနေတော့ကာပွဲရှိအောင်မှာဒီဝတ်စုံနဲ့ဆိုတိတ်အစင်မပြေတော့ဘူးလို့ဆိုကသူ့ရဲ့အနားယူဟန်ကိုသွားရအောင်တို့မှာအပိုဝတ်စုံကြီးရှိပါတယ်လို့ပြောပြီးခေါ်သွားခဲ့တယ်ရှူရန်ကကဝုံအများလေးလဲပြီးကြံရွင်ကိုပြုံးပြုံးလေးကျေးဇူးတင်စကားပြောလိုက်တဲ့အခါကြံရွင်ကလည်းရှူရန်ကရုပ်ကလေးလှယုံတင်မဟုတ်ပဲအလုတ်လေးတော်ကြောင်းညဘက်ဆိုလဲခရမ်းတစ်သူရဲ့အလုတ်ကိစ္စတွေမှာလိုက်ပါကူညီပေးနိုင်သေးတယ်တကယ်ကိုပြည့်စုံတဲ့ဇနီးကောင်းလေးတွေလို့ကြီးမျိုးစကားပြောလာတဲ့ကြောင်းရှူရန်ကတော့အလုတ်မှာအောက်ခြေကနေရုံးကန်လာရတဲ့အတွက်အရာရာကိုကိုယ့်လက်ထဲမှာပဲရှိစေချင်တာပါအဲ့ဒါမှပို့ပြီးလုံခြုံရေးရှိတယ်လို့ခံစားရတာတဆုံတယောက်ရဲ့အရေးအောက်မှာပဲမနေချင်ဘူးလေလို့ပြန်ပြောလိုက်တဲ့အခါကြံရွင်ကရိပ်မိသွားပြီးမင်းကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့တာပဲတို့ကအိမ်တောင်မပြူပဲနေတာကိုသဘောကျတဲ့သူဆိုတော့တို့ရဲ့အရင်ကသတင်းတောက်ပုံစံကိုလိုက်တူပြီးဝစ်လာတာမဟုတ်လားတို့ရဲ့စိတ်ဝင်စားမှုကိုရအောင်လို့ဟုတ်တယ်မလားလို့မေးလိုက်ပါတယ်သူ့အကြံကိုသိသွားပြီးမြဲရှူရင်ကပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပါတယ်ကျန်ရွင်ကလည်းကြားပြီးမြဲရပါတယ်မင်းအောင်မြင်သွားပြီဘာလို့လဲဆိုတော့အခုနမင်းကိုကြည့်ပြီးတို့ရဲ့အရင်ကပုံစံလေးကိုပြင်မြင်လိုက်လို့ပဲလို့ပြောခဲ့ပါတယ်ရှူရန်ကတကယ်အားဆက်ခဲ့ပါတယ်။ကြံရွင်သတင်းထောက်လုပ်တဲ့အခါဓာတ်ပုံတွေကိုတပုံစင်းလိုက်စုပြီးနှစ်ကာလရဲ့တခြင်းလို့အမိထားတဲ့ဓာတ်ပုံ album လေးလုပ်ပေးခဲ့ပါတယ်။ဒီအမတ်တရလက်ဆောင်ကြောင့်ကြံရွင်ကအတိတ်ကအချင်းတွေကိုပြန်သတိရသွားပြီးရှူရန်ရဲ့စိတ်တစေတနာကိုအရန်ကြီးစုတင်သွားခဲ့ပါတယ်။နောက်ဆုံးတော့ရှူရန်ကဒီပူးပေါင်းဆောင်ရွက်မှုကိုအောင်မြင်စွာလုပ်နိုင်ခဲ့ပါတယ်။အဖြေကိုစောင့်နေတဲ့ခရမ်းစုသူကိုလည်း okay ဆိုတဲ့အမတ်လေးကိုလှုပ်ပြပါတယ်။ကြီးစုတင်တဲ့အနေနဲ့ရှန်ဟောက်မင်ကသူ့ကိုလက်ဆောင်တစ်ခုပေးလိုက်ပါတယ်။ရှူရန်ကအရန်တန်ဖိုးကြီးနေတဲ့အတွက်ညင်းသွားပေမဲ့ခရမ်းစုသူကကိုမိမအနေနဲ့လက်ဆောင်ပေးတာတွေကိုနေသားရအောင်လှုပ်ထားရမယ်လို့ပြောလိုက်ပါတယ်